ဒီနေ့တော့အိမ်မှာတငယ်ချင်းရောက်လာလို့ Queen ဘဲဆက်ဆိုင်ကဘဲဆက်အသားဆုံးတစ်ပွဲမှာစားပစ်ခဲ့ပါတယ်သူကပွဲကြီးနဲ့ပွဲသေး2မျိုးရှိရပါတော့ဒါလေးကတော့2000ခွဲတန်ပွဲသေးလေးပါဒီပွဲထဲမှာဘဲဥတွေဘဲလေပင်ဘဲလေချောင်းဘဲရှာဘဲဥရဲ့နောက်တစ်ခုကကြက်ဥချောင်းပေါ့နော်အဲ့ဒါလေးတွေပါတယ်ပြီးတော့ချက်တောက်ပေါ့နော်အဲ့ဒါလေးလည်းပါပါတယ်ရှင်ပြီးတော့သူစီဘူးလေးပေးထားတာပေါ့နော်အဲ့စီဘူးလေးကိုထည့်ပြီးတော့နေစားရတာပါထုံစုံဆက်ဆက်အရသာလေးနဲ့တကယ်ကိုလိုက်ဖက်ပြီးတဒုံစားပြီးနောက်ထပ်ထပ်စားခြင်းစိတ်ကိုဖြစ်စေပါတယ်နော်ဒီမှာတငယ်ချင်းတွေနဲ့အေးဆေးဆေးဝိုင်းစားရင်စကားပြောတာလည်းပို့ပြီးတော့အရသာရှိတဲ့ moment လေးဖြစ်စေပါတယ်ဘဲသားကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီတက်ကွင်းဆိုင်ကဘဲသားအသားဆုံးကိုတစ်ခါလောက်တော့ဆန်းစားကြည့်တင်ပါတယ်နော်အချို့ကတော့ဒီဆိုင်လေးကို food panda ကနေပြီးတော့မှာပြီးတော့စားတာပါပို့က free လဲရထားတာဆိုတော့ပါဆယ်ဘူး900နဲ့100လားမသိဘူးเนาะအဲ့ဒါပဲပေးလိုက်ရရပေါ့เนาะအားလုံးပေါင်း2600ပေးခဲ့ရပါတယ်ရှင်ဒီကောင်လေးကို follow လုပ်ထားပြီးတော့နောက်ထပ်ဘယ်ဟာလေးတွေကိုသွားစားစေချင်လဲဆိုတာ comment မှာပြပြပေးခဲ့ပါเนาะ